တော့ရောတွေ့တော့ကျင့်သိက္ခာသမားရီဟာထူးစွာပြည့်စုံလှပါတယ်အဲ့ဒီတော့လူကွယ်သောငန်းကိစ္စပြည့်စုံရအောင်သမီးကဆောင်ရွက်ပေးပြီတော့ဟုတ်လားဟုတ်ကဲ့ဟုတ်ရဲ့လားဟုတ်ကဲ့ပါကောင်းမွန်ရတာစုံလင်စွာဖြင့်ချက်ပြုတ်ပြည့်စီခီးနဲ့တွင်သွားရောက်ပါမယ်လေအဖရေစေရနာတရာထားလို့ဆရာတစ်ပါးတို့ဆွမ်းလူမယ်ဘယ်မှာပွားဖို့မှန်းယူတဲ့စခန်းလူဒီလမ်းဤမှန်၍နိဗ္ဗာန်မျောဤမှန်၍နိဗ္ဗာန်မျောစိတ်အကျဉ်းတော်ဤလိုရှင်လန်းဤလိုရှင်လန်းလန်းမုတ်ဆိုးသမီးမဆာဝါလေးဆွန်းစေးကပ်ရန်ရောက်ပါပြီဖေဟာအလှခံရန်ကြွတော်မူပါအလှခံရန်ကြွတော်မူပါအဲ့ဒီနားမှာထားခဲ့ပါဘယ်နားမှာလဲဖေဟာအဲ့ဒီနားမှာထားခဲ့ပါဘယ်နားမှာလဲဖေဟာအဲ့ဒီနားမှာအလို့အိုးအလို့ဖေဟာဖေဟာငါပဲလို့ဖြစ်ပါလေရင်ထဲမှာမိလျံတွေခုန်တောက်ပါပေါ့မျက်စိတွေလည်းပြာခေါင်းတွေလည်းမူယူခြင်းတလို့ငိုခြင်းတလို့ခက်ရကြီးရဲ့ကယောတရားကဲပါငါစိတ်တွေလည်းငါမနိုင်တော့ပါကလားတပည့်တော်ပြန်มาတော့မယ်ဥတင်ခဲ့ပါသည်ဖေဟာမြန်ပြန်ဟေးနေဦးသွားတော့အိုးဘယ်လိုမှလည်းမသိဘူးသွားပါတော့မယ်ဖေဟာသွားပါတော့မယ်ဖေဟာသမီးဆွမ်းဖို့မသွားသေးဘူးလားမသွားချင်တော့ပါဘူးအဘရေသွားရမှာရှက်တယ်ဘယ်လိုဖြစ်တယ်လဲဒီလိုပါအဘရေသမီးသွားတဲ့အချိန်တိုင်းအတွေ့မခံငါရှောင်းတိန်လို့အစိမ့်တဲ့ဟောင်းသလိုအတန်စိုးနဲ့အမျိုးဟစ်လို့ငိုကြွေးကရဲ့ဆာဝါလေးကိုချစ်တယ်တဲ့ဝါဝါလေးကိုချစ်တယ်တဲ့သမီးပြောရမှာရှက်တယ်အိုးဖြစ်မှဖြစ်ရလိကွယ်ဖြစ်မှဖြစ်ရလိကိလေသာကာမတဏှာဝဲကရဲ့ထဲဇက်ရဲနဲ့ခုံပြင်းပြင်းခုံဆင်းတော်မှာပါကလားဘယ်လိုစီမံကြရင်ကောင်းမလဲအဘရဲ့ဒီလိုလုပ်ကြမယ်လေတက်တချောင်းကဲကောင်းတာမို့အဘသွားပြီးစီးစင်มาတော့မယ်သူတော်စင်ကြီးဥပကဖေဟာမုတ်ဆိုးကြီးကလျှောက်ထားရန်ရှိပါသည်ဖေဟာဆိုးကြီးကလျှောက်ထားရန်ရှိပါသည်ဗျာတွေ့ခြင်းဘူးမမြင်ခြင်းဘူးဘယ်သူမှမကြည့်ခြင်းဘူးဘာဝလေးသာချစ်ခြင်းနဲ့သာဝလေးကိုချစ်တယ်ဗျာတတိထားပါဗျာသာဝလေးနဲ့ထိမ်းမြဖို့အတွက်လာခေါ်တာပါဗျာတကယ်ပြောတာလားဒီလိုဆိုရင်လာပါပြီဗျာဟေး
လာပါပြီဗျာလာပါပြီဗျာ မြန်လိုက်ပါမြန်လိုက်ပါမြန်လိုက်ပါ ချစ်တော်မဲကွယ်မဆာဝါရဲ့ကြိုက်တော်မဲကွယ်မဆာဝါရဲ့ တော်ပြီအယူကြီးလို့ပဲ ဒီလူမခွန်နဲ့ကွယ် ဘယ်လိုခေါ်ရမလဲ အော်လို့ခေါ် ရှစ်စရာကြီးသွား ဒါဖြင့်ကိုလို့ခေါ်ပါလား ရှစ်ပါတယ်သွား ကိုဥပကခေါ်ပါလား ရှည်လိုက်တာနော် နှုတ်တိုင်းပါဗျာငင်းနာမဲပါဗျာ အော် ဝါမနေနဲ့နေကိုကြည့်မွန်းတဲ့ချိန်နဲ့ရှိသေးတယ်အလုတ်လုတ်ရမယ်အိမ်သားတစ်လုံးဆောက်တွင်းကိုနဲ့တူးအမိုးကောင်းအကာကောင်းအားလုံးကောင်းရမယ်အိမ်သားပြီးသွားရင်သိတယ်မဟုတ်လား တိတယ်ဗျာတိတယ်ဗျာ သိရင်သွားပြီးညံညံဆောက် ဆောက်ပါမယ်ဗျာဆောက်မယ်ဗျာဆောက်မယ်ဗျာ မောဒလာကိုကိုဦးရဲ့ မမောဘူးသာပါလေးရဲ့ဝါ ဝါမနေနဲ့နေကိုကြည့်မွန်းတင်ချိန်ပဲရှိသေးတယ်အလုတ်လုတ်ရမယ် တော့ပြန်ပြီလား အဝတ်လျှော်ရမယ် မြန်ချောပါအိတ်ချင်တယ် ဆာဝါလျှော်မှာမဟုတ်ဘူးကိုကိုဦးကလျှော်ရမှာအင်းကြီးကတရားအမေကတရားကျော်လျှော်ပြီးရင်တော့သိတယ်မဟုတ်လားညံညံဆန်းဆန်းလို့ လုတ်ပါမယ်ဗျာလုတ်မယ်ဗျာလုတ်မယ်ဗျာ မောဒလာကိုကိုဦးရဲ့ မမောဘူးသာဝါလေးရဲ့အာ မွာမနေနဲ့နေကိုကြည့်ညနေဆောင်ပဲရှိသေးတယ်မယုတ်သီးထောင်းအသားခုတ်ထမင်းချက်ဟင်းချက်ပြုတ်ပြီးရင်သိတယ်မဟုတ်လားမြန်ချက် ချက်ပါမယ်ဗျာချက်မယ်ဗျာချက်မယ်ဗျာ မမီရဲ့မရှုရဲ့ဆရာပါကလားဟင်ဒါလေးကတော့ရုပ်ကလေးနှကောင်နေ့စဉ်နေ့တိုင်းကြောင်းကိုလာပြီးအစာတောင်းတဲ့ယုံလေးနှကောင်ဒါလေးကတော့မနဲ့လင်းရင်ဒီလာတောက်တဲ့သမင်လေးတွေမပါဘူးလားဥပကရေမပါဘူးလားကမကီလီညိပွေလိုကတ်ခါပူတော့အယူပမာဖြစ်ရရှာတဲ့ဥပကရေတနာအိမ်ဘွဲ့နွန်တွင်းကိုဇိုတိချင်းပြီးဝိပရိနာမမထိတတိနဲ့ကလိကလိလာဆွာတော့မရှိသေးအနာရပြီမဟုတ်လားဟင်တဝဝအလုံးရာကမွန်တော့ကာမကျွန်းဖြစ်လူအတီတိအရွယ်ဒီမှအဝီစီခကြီးကိုတကယ်ဆင်းကျင်သေးသလားဥပကရဲ့
သည်မာသောနီးသည်မိမိအသိဉာဏ်ကိုကျော်လွှား၍မှန်ကန်သောနီးအသွင်ဖြင့်ရက်တည်တတ်၏ဖေယကျေးဇူးရှင်မလေးမဆာဝါရဲ့ဒိမပန်းနဲ့စွာဆုံးမမှုကြောင့်အချိန်မီအကောင်းဆိုးကိုကျိုးကြောင်းထင်သိမြင်ရတာပါပဲဥပကရဲ့ကာယဝစီမနှောလီဖြင့်ပြောဆိုကြစီမတတိပွေရာများကိုခွင့်လွှတ်ကြပါဒကာကြီးနဲ့ဒကာမလေးတို့ဥပကကိုတန်းကိုသွားပါတော့မည်သာဓု